ဖြစ်ပါတယ်ဒါတွေကတော့ထုံးတဲ့ခရင်ဖြစ်ပါတယ်ဒါတွေကတော့ sauce ခွက်လေးဖြစ်ပါတယ်ဒါတွေကတော့အချင်းချင်းနဲ့ဆိုလို့ရှိရင်အချင်းချင်းထည့်လို့ရတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးအဆုံးကြည့်ကြည့်ပေးပါ